ကြောက်စဲမျိုးမှာရှိနေတဲ့ကြောက်တစ်တာစီတွေနဲ့အဲဒီနောက်ွယ်ကတိုင်နှန်းရှင်တွေနဲ့စိတ်ဝင်စားစရာဂမီယာစမ်းကျဲဖြစ်ရဆန်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကြောက်စဲမျိုးစုကြီးရက်မှာရှိတဲ့ရွှေတာလျောင်းတောင်ကြီးမှာတဘာဝတိုင်းတည်ရှိနေတဲ့တစ်သားတုံးပုံတဲ့ကြောက်တုံးကြီးပေါ်မှာတက်ပယ်ကျင်းညွစွာဖူးတွေ့နိုင်ပါတယ်။ရွှေတာလျောင်းတောင်ပေါ်ကိုမရောက်ခင်တော့လမ်းခုလက်မှာကြောက်သင်းမောစီတွေနဲ့ကြောက်မန်းတက်လည်းရှိပါတယ်။ဒေသခံတွေကတော့တောင်ပေါ်ကကြောက်တစ်တာကြီးကိုဥစ္စာဆောင်တွေတိုင်နှန်းရှင်တွေကစောင့်ရှောက်ကြတယ်လို့ယုံကြည်ကြပါတယ်။ပါဇက်ရာဇဝင်တွေရတော့နွားကျောင်းသားတယောက်ကကြောက်တစ်တာတွေကယရနာတွေကိုတွေးရှိသွားပြီးတော့လောဘအလျောက်နိုင်ယူဖို့ကြိုးစားရာကနေအဆောင်လျှောက်တွေကကြောက်တစ်တာကြီးကိုပိတ်ချလိုက်တဲ့အတွက်လက်တစ်ဖက်ပြက်ပြီးတော့ကြံခဲ့တယ်ဆိုတဲ့အကြောင်းတွေလည်းကြားခဲ့ပူပါတယ်။အဲဒီတစ်တာကိုဖွင့်တဲ့ကြောက်တော့ဟာအမေတောင်ကြီးရှင်နဲ့ရဲ့ရွှေမင်းဝန်တောင်မှာရှိတယ်လို့လည်းဆိုကြပါတယ်။ရွှေမင်းဝန်တောင်မော်စီရီရဲ့အရှိမြောက်ရက်မှာ18ပေခန့်ရှိပြီးတော့ကြောက်တိုင်ကြီးပုံသဏ္ဍာန်နဲ့တည်ရှိနေပါတယ်။အမေတောင်ကြီးရှင်ဟာတောင်ဆောင်နှက်ကြီးဖြစ်နေအဲ့ဒီတော့ကြီးကိုထင်းထင်းဆောက်ရှောက်တန်းတူပါတယ်။ရွှေတာလျောင်းတောင်ကြီးမှာတော့စင်ပြူဝတ်ကျောင်းဆိုတာရှိပါတယ်။အဲဒီစင်ပြူတော်ကြီးကိုထိန်းချုပ်နိုင်တာကတော့ရွှေတာလျောင်းတောင်ရဲ့အရှိမြောက်ဘက်မင်းမွေးတောင်မှာရှိတဲ့ဥဒေနာနတ်မင်းကြီးပဲဖြစ်ပါတယ်။ဥဒေနာနတ်မင်းကြီးရဲ့တမိုင်းကတော့အခုလိုပဲဖြစ်ပါတယ်။မြင်းစမဒေတာကောသမိန်ပြည်ကိုအစိုးရတဲ့ပရန်တပ်ပမင်းကြီးရဲ့မိဖုရားကြီးမှာကိုဝန်အရင်မှနဲ့နန်းရင်မြင်မှာကပလာနီခြုံပြီးတော့နေပူဇာလုံနေကြဟတ်တီလင်ကငက်စင်ကြီးကအသားတည်းအမှန်နဲ့တုတ်ယူသွားခဲ့ပါတယ်။မိဖုရားကြီးကတတိရှိသူဖြစ်တာကြောင့်အတန်မပြုတ်ဘဲနဲ့ငြိမ်သက်စွာလိုက်ပါလာခဲ့လိုက်ပါတယ်။ငက်စင်ကြီးက၎င်းအစာစားနေကြဖြစ်တဲ့အလက်ကပတောင်ကြီးမှာရှိတဲ့ညောင်မင်းကိုရောက်တဲ့အခါမှာတော့မိဖုရားကြီးကိုပြစ်ချလိုက်ပါတယ်။ငတ်တို့ရဲ့တဘာဝအရလာရလန်းကိုပြန်ကြည့်လိုက်တဲ့အခါမှာအခွင့်အရေးကိုချောင်းနေတဲ့မိဖုရားကြီးဟာ6လက်မောင်းထုတ်လိုက်ပါတော့တယ်။ထိုအခါမှာတော့ငက်စင်ကြီးလည်းလက်ဖြန့်ပြီးတော့ပြန်သွားခဲ့ပါတယ်။ငက်စင်ကြီးထွက်ခွာသွားပြီးမကြမီမှာပဲနေဝင်သွားခဲ့ပါတယ်။မိဖုရားကြီးကလည်းကမ္မစလီလှုပ်လာခဲ့ပါတယ်။ခတ်သိန်းသောအရက်ရှင်းမျက်နှာတို့ကမိုးကြီးရွာသွန်းပြီးတော့မှောင်မဲလာပါတယ်။မိဖုရားကြီးကညအခါမှာမအိပ်ဝမှန်နဲ့မျက်စိတငယ်နားတငယ်နဲ့မိုးလင်းခဲ့ရပါတယ်။အလက်ကပတောင်ကိုအမိတဟဲပြုတ်နေတဲ့အလက်ကပရသိကြီးကမိုးလင်းတဲ့အခါမှာတော့တစ်သီးဝလံမရှာဘဲနဲ့ငက်စင်ကြီးရဲ့စားကျွန်းစားကြံအယိုးတွေကိုလာကောက်လေးရှိပါတယ်။အဲ့ဒီအယိုးတွေကိုထုခွဲပြုတ်ပြီးတော့တောက်တယ်ဆိုပြီးတော့ဓမ္မပဒအထကထာကဆိုထားပါတယ်။ရသိကြီးကအယိုးကောက်လာရင်လည်းလူတန်ကြားတာကြောင့်အမေးဖြေပြူကမိဖုရားကြီးနဲ့ကလေးကိုကယ်ဆယ်သွားခဲ့ပါတယ်။မင်းမွေးတောင်ရဲ့မြောက်ဘက်အနှဲငယ်မြင့်တဲ့နေရာမှာတော့ဂုတကူရှိနေပါတယ်။အဲ့ဒီကူကိုဒီကနေ့ထိမင်းမွေးကူဆိုပြီးခေါ်ကြပါတယ်။မွေးဖွားလာတဲ့မင်းသားကိုတော့ဥဒေနာလို့အမည်မဲ့ခေါ်ပါတယ်။အလက်ကပရသိကိုဆွဲပြုတ်ပြီးတော့အလက်ကပတောင်လို့ခေါ်တွင်ရာကနေမင်းသားမွေးတာကြောင့်မင်းမွေးတောင်လို့ပြောင်းလဲခေါ်တွင်ခဲ့ကြပါတယ်။မင်းသားလေးရွယ်ရောက်လာတဲ့အခါမှာတော့ရသိကြီးကမင်းသားတို့တက်အပ်တဲ့အထာရတအတတ်ပညာရက်တွေကိုသင်ကြားပေးပါတယ်။စင်ကိုလာစေသွားစေကားထားကိုလည်းသင်ပေးပါတယ်။စင်လာစေတဲ့ကားထားကိုရွတ်ပြီးတော့စောင်းတီးလင်းစင်နေရအုပ်စုလိုက်ရောက်ရှိလာကြပါတယ်။ဖခင်ဘီရင်ကြီးကလည်းတောထဲမှာငက်စင်တုတ်ယူသွားခဲ့တဲ့မိဖုရားနဲ့သားတော်ကိုရှာဖွေတွေ့ရှိတဲ့အခါမှာတော့မင်းပြုစေပါတယ်။ဥဒေနာဘရင်နတ်ရွာဆန်သွားတဲ့အခါမှာတော့တရားမင်းကစင်တွေကိုထိန်းချုပ်နိုင်တဲ့နတ်ဖြစ်ပေးသနာတော်မူခဲ့ပါတယ်။ကျောက်တစ်တာရဲ့ရာဇဝင်ရတော့တစ်တာတွေကယရနာပစ္စည်းတွေကိုမနှုတ်စာရီလို့ခေါ်တဲ့မိမပြိုလေးတူကိုသာယူဆောင်အသုံးပြုခွင့်ပြုထားပါတယ်။တနေ့မှာတော့မနှုတ်စာရီကတခြားသူတို့ကိုကူညီဖို့စိတ်ကူးနဲ့ယရနာတွေကိုယူငင်မှုအတွက်ကြိုးစားခဲ့ပါတယ်။ထိုအခါမှာပဲကျောက်တစ်တာကြီးကအလိုလိုပိတ်သွားခဲ့ပြီးတော့မနှုတ်စာရီရဲ့လက်တစ်ဖက်ကလည်းကျောက်တစ်တာထဲမှာညက်ပြီးတော့ကြံနေခဲ့ပါတယ်။မနှုတ်စာရီကကျောက်တစ်တာတိုက်မှာတိုင်နှန်းရှင်ဖြစ်သွားခဲ့ပြီးတော့ယရနာပစ္စည်းတွေကိုနောင်ပွင့်တော်မူမဲ့ဖះရှင်ကိုလှူဒန်းမှုအတွက်စောင့်ရှောက်နေရပါတယ်။နောက်မှာဖះပွင့်တဲ့ကရွှေတာလျောင်းတောင်ကြီးမှာရှိတဲ့ကြောက်စင်ပြူတော်ကြီးကအသက်ဝင်လာပြီးတော့အမေတောင်ကြီးရှင်ရဲ့ရွှေမင်းဝန်တောင်ကကြောက်တော့ကိုမုံယိုပြီးတော့သွားနှုတ်ပါလိမ့်မယ်။နှုတ်ပြီးတာနဲ့ပဲရွှေတာလျောင်းကကြောက်တစ်တာကြီးကိုထိုတော့နဲ့ဖွင့်ပါမယ်။ထိုအခါမှာမနှုတ်စာရီရဲ့လက်တစ်ဖက်ကလည်းပြန်လည်ရရှိပြီးတော့တိုင်နှန်းရှင်တွေအားလုံးကလည်းကြောက်တစ်တာတွေကနေရွှေငွေရတနာတွေကိုကြောက်လီနဲ့တဲဆောင်ပြီးတော့ဖះပွင့်တော်မူရာနေရာကိုသွားဖူးကြပါလိမ့်မယ်။အဲဒီနောက်မှာတော့အရိမဒီယာမြတ်စွာဘုရားရှင်ကိုရွှေကျောင်းတော်ဆောက်လုပ်လူတန်းပြီးတော့ကျွတ်တန်းဝင်ကြမယ်လို့ဆိုပါတယ်။ကြောက်တစ်တာစီကိုပကံပြည့်ရှင်လောင်းစီသူမင်းကြီးတိုင်းကန်လဲလဲလာစဉ်ရွှေတာလျောင်းဖះကိုပူးမြော်တဲ့အခါကြောက်တစ်တာပေါ်မှာဓာတ်တော်မွေတော်ရောင်ကြီးတော်တွေကရက်တက်နေတာကိုပုတွေ့ရသဖြင့်နမိတ်ထင်ကဇီရီတဆူတီထားကိုးကွယ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။စတင်တဲစဉ်ကတော့9000မြင့်မြင့်မဲ့လဲနောက်ပိုင်းမှာပြန်လည်ပြုပြင်သူတွေဟာ73000အထိကိုမြင့်တင်ပူဇော်ခဲ့ကြပါတယ်။ယခုအခါမှာတော့ငလျင်တန်ကြောင့်ကြောက်တုံးကြီးကကွဲလာပြီးတော့အန်ရရှိတဲ့အတွက်ဖြိုချရတော့မယ်ဆိုပြီးတော့တောင်ဖြစ်ခဲ့ပါသေးတယ်။ကြောက်တစ်တာကြီးပွင့်ကြလာလျင်တော့ကြောက်သားတွေနဲ့အတူရွှေမိုးငွေမိုးရွာတဲ့ကဲ့သို့ရတနာတွေထွက်လာမှလားနွားကြောင်သားလေးရဲ့လက်တစ်ဖက်အင်္ဂလိပ်ခေတ်ကအရာရှိရဲ့လက်တစ်ဖက်ဓမ္မမို့စေးရည်စိန်ထားတဲ့မနုဿစာရီရဲ့လက်တစ်ဖက်ထွက်ကြလာမလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။မိတို့ပင်ဆိုစေကမူဒန္တာရီလာတမိုင်းကြောင်းနေနဲ့ကြောက်တစ်တာကြီးဟာမကြမီမှာပဲလူတွေရဲ့မြင်ကွင်းတွေကနေပျောက်ကွယ်သွားမှလားဆိုတာမေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။လူကြီးမင်းတို့ရောဒီကြောက်တစ်တာကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲဗျ။လူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းကွန်မန့်မှာရေးပေးသွားလို့ရပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာတမိုင်းကြောင်းလေးနဲ့အတူနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ။